iPhone 2nd ဝယ်တော့မယ်လို့စဉ်းစားထားတယ်ဆိုရင်မကြော်သွားပဲအဆုံးထိကြည့်သွားပါကင်း iPhone ကအစ်စ်လားပစ္စည်းလဲထားတဲ့အလုံးလားဆိုတာကို10မိနစ်အတွင်းရှင်းပြထားပါတယ် Number 1ဖုန်းရဲ့ setting တွေက general ထဲကိုဝင် about ထဲမှာ THA ပါရင်ဒါဟာ Thai အလုံး Thai model အစ်စ်ဖြစ်ပြီးတော့ THA ဆိုတာကဒါကဥပမာပြောပြတာပါအောက်နာက serial number ကို copy ယူပြီးတော့လဲ Safari ထဲကိုတွားပြီး check coveragapple.com website မှာဒီ serial number လေးကို page ချပြီးထည့်စစ်လို့အချက်လက်ပေါ်လာရင်တော့ original အစ်စ်ဖြစ်ကြောင်းသိချပါတယ်ဒီအချက်လက်တွေမပြရင်တော့အတူဖြစ်နိုင်ပါတယ် Number 2နောက်တစ်ခုက App Store ထဲကိုဝင်လိုက်တဲ့အခါ Original App Store မပြဘဲတခြား Android Play Store ပြနေရင်တော့ရန်လုံးပြည့်ကလုံးအထူးဖြစ်နိုင်ပါတယ် Number 3 Control Center လေးကိုဆွဲချလာပြီးတော့ Brightness icon ကိုဖိထားတဲ့အခါ True Tone on off လုပ်လို့ရတဲ့ option ပါသလားစစ်ပါမပါရင်တော့တင့်ဖုန်းကအတုဒါမှမဟုတ်ပြုပြင်ထားတဲ့ဖုန်းအမျိုးအစားဖြစ်နိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ setting ထဲမှာ Face ID တွင်းကြည့်ပါအတုတွေမှာ Face ID ကပုံမှန်အလုပ်မလုပ်ပါဘူးအခုလိုမျိုး iPhone 3နဲ့နီးပညာဗဟုသုတတွေထပ်သိချင်ရင်တော့ကျွန်တော် channel လေးကို follow လေးလုပ်ထားပေးခဲ့ပါဦးတင့်ဖုန်းကရောအတုလားအစ်စ်လားဆိုတာဗီဒီယိုရဲ့ comment အောက်မှာချရေးပေးခဲ့လို့ရရင်ရေးပေးခဲ့ပါနောက်ဗီဒီယိုကျွန်မပြန်ဆိုကြပါမယ်အားလုံးပဲအဆင်ပြေကြပါစေ